တင်းရဲ့အဆက်ဟောင်းတင်းရဲ့ EH ကိုအိမ်မက်မှတ်ဖို့ပါစလားတင်ဟာသူ့ကိုမေ့နိုင်သွားပြီး move on နိုင်သွားပြီလို့ထင်ထားတဲ့အချိန်မှာပဲအိမ်မက်ထဲမှာ EH ကပါလာတဲ့အခါဟဲဘာလို့အခုမှအိမ်မက်ထဲကိုပါလာရတာလဲလို့စိတ်ရှုပ်စွာနဲ့စဉ်းစားမိတတ်ပါတယ်ဒါဟာနမိတ်တစ်ခုလားမှတ်ဉဏ်ပဲလားဒါမှမဟုတ်တင်းရဲ့အတွင်းစိတ်ထဲကအရေးကြီးတဲ့အချက်တစ်ခုကိုပြောပြချင်နေတာလားဆိုတာစဉ်းစားစရာပါပဲဒီနေ့မာရီကိုရဲ့ဗီဒီယိုမှာတော့ EH ကိုအိမ်မက်မှတ်တဲ့အခါရှိနိုင်တဲ့လျှို့ဝှက်အိမ်မက်အဓိပ္ပာယ်၅မျိုးကိုပြောပြပေးသွားပါမယ်အရင်ဆုံးပြောပြချင်တာက EH ကိုအိမ်မက်မှတ်တိုင်းအမြဲတမ်းသူ့ကိုပြန်လို့စင်တယ်လို့မဆိုလိုပါဘူးတချို့သောသူတွေရဲ့ EH ကိုအိမ်မက်မဲ့ရခြင်းအကြောင်းကတခါတလေမသိစိတ်ထဲမှာတင်ဟာ EH ကိုသတိရမိသွားတဲ့အခါမျိုးမှာလည်းမှတ်တတ်တယ်EH ကတင်ကိုသတိရမိနေတဲ့အခါမျိုးမှာလည်းတင်ဟာ EH ကိုအိမ်မက်မှတ်တတ်ပါတယ်ဒါမှမဟုတ်အပြန်အလှန်သတိရနေကြတဲ့အခါမျိုးမှာလည်းအိမ်မက်အဖြစ်မြင်မှတ်တတ်ပါတယ် EH နဲ့တင်တဲ့ဟာနှစ်ယောက်ကြားစိတ်ချင်းဆက်နွယ်နေတဲ့သူမျိုးဆိုရှင်တော့အိမ်မက်ကိုဓာတ်ရိုက်အဓိပ္ပာယ်ဖော်လို့ရပါတယ်ဥပမာတင်းရဲ့ EH ကအိမ်မက်ထဲမှာအားနည်းဖြောတော့နေတဲ့ပုံပေါက်တယ်ဆိုရင် EH ရဲ့လက်တွေ့ဘဝမှာလည်းအမှန်တကယ်အဆင်ပြေတာတခုခုဖြစ်နေကြောင်းကိုတင်းကိုပြောပြချင်နေတာပါအဲ့လိုပဲတင်းရဲ့အိမ်မက်ထဲမှာ EH ကပျော်ရွှင်နေတယ်တောက်ပနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့အိမ်မက်မှတ်တယ်ဆိုရင်တော့တင်းရဲ့ EH ကဒီသူ့ရဲ့ပြင်ပလက်တွေ့ဘဝမှာလည်းအဆင်ပြေနေကြောင်းကိုတင်းကို message ပေးချင်နေတာပါဒါကတော့စိတ်ချင်းဆက်နွယ်နေတဲ့လူနည်းစုမှာပဲအတိတ်ပဲကောက်လို့ရမယ်ပေါ့နော်အများစုကတော့အိမ်မက်ထဲမှာ EH ဆိုတာတင်ဂီတာတစ်ခုပါတင်းရဲ့အတွင်းစိတ်ထဲကတင်းနဲ့ရင်းနှီးတဲ့သူကိုအသုံးပြုပြီးတော့တင်းရဲ့လက်ရှိဘဝတွေကအခြေအနေတွေခံစားချက်တွေသင်ခန်းစာတွေကိုအိမ်မက်အဖြစ်ပြနေစဉ်ဖြစ်ပါတယ်အဲ့တော့ EH ကိုအိမ်မက်မှတ်တဲ့အခါအများဆုံးတွေ့ရတဲ့လျှို့ဝှက်အိမ်မက်နမိတ်၅ခုအကြောင်းကိုမာရီကိုနဲ့တူကြည့်လိုက်ကြရအောင်နော်နံပါတ်1 EH နဲ့ပြန်တွဲနေရတယ်ဆိုတဲ့အိမ်မက်ထဲမှာတင်နဲ့ EH နဲ့ဟာပြန်ပြီးတော့ချစ်ကျွမ်းဝင်နေတယ်လို့မြင်မှတ်တဲ့ဆိုရင်အများအပြားတော့သူ့ကိုတကယ်လွမ်းနေရဆိုတာမဟုတ်ပါဘူးတကယ်တမ်းတင်လွမ်းနေတာအဲ့ဒီချိန်ကတင်ခံစားခဲ့ရတဲ့ခံစားချက်ဖြစ်နိုင်ပါတယ်ဥပမာသူပေးခဲ့မှုတဲ့နှွေးထွေးမှုအာယုံစိုက်ခံရမှုချစ်ချင်းမြတ်တာစိတ်လုံခြုံမှုတွေကိုပြန်လည်တန်းတာနေတာပါတခါတည်းဒီလိုအိမ်မက်တွေကတင်ရဲ့လက်ရှိဘဝမှာအနှဲငယ်အထီးကျန်တယ်လို့ခံစားနေရတဲ့အခါစိတ်ဖိစီးမှုများနေတဲ့အခါမျိုးတွေမှာအခုလိုအိမ်မက်မျိုးကိုမှတ်တတ်ပါတယ်တင်းရဲ့စိတ်ကတင်းစိတ်အေးချမ်းခဲ့တဲ့အချိန်တွေကိုပြန်ပြီးမှတ်မိနေတာမျိုးပါအဲ့ဒါကြောင့်ကိုပြန်မေးကြည့်ပါအခုငါဘဝမှာဘယ်လိုစိတ်လိုအပ်ချက်မျိုးကိုမပြေဝသေးတာလဲငါဘာတွေလုပ်ဖို့လိုလဲဆိုတာကိုကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ဆက်ဆက်ပြီးတော့ကိုယ်တိုင်အဖြေရှာကြည့်ရမှာပါအိမ်မက်နံပါတ်2 EH ကတင်းကိုတောင်းပန်နေတဲ့အိမ်မက်ဒီအိမ်မက်ကစိတ်ပိုင်းဆိုင်ရာအရန်ပြင်းထန်တဲ့အိမ်မက်တစ်ခုပါတင်းတို့နှစ်ယောက်ကြားအတိတ်မှာအကြောင်းရင်းခိုင်လုံးမရှိဘဲနဲ့ပြက်ဆဲခဲ့ရတာဒါမှမဟုတ်တင်းတို့နှစ်ယောက်ကြားစိတ်ခံစားချက်တွေကိုပြောဆိုဖော်ထုတ်ခွင့်မရခဲ့တာကောင်းကောင်းပောက်ကွဲခွင့်မရခဲ့လိုက်တဲ့အတွက်တင်းတို့ရဲ့နှလုံးသားဟာအဆုံးသက်ငြိမ်းချမ်းမှုကလိုရှာကိုမရသေးကြောင်းပြသနေတာပါတကယ်လက်တွေ့ဘဝမှာတင်းဟာရတဲ့ရတိုက်တဲ့တောင်းပန်မှုမျိုးကိုမရခဲ့တာမျိုးဖြစ်နိုင်ပါတယ်ဒီလိုအိမ်မက်မျိုးကိုကောင်းတဲ့ဘက်ကမြင်ကြည့်လို့ရပါတယ်။တင်းရဲ့အတွင်းစိတ်ကတင်းကိုစိတ်အေးချမ်းမှုငြိမ်းချမ်းမှုပေးဖို့ကြိုးစားနေတာပါ။ဒီလိုအိမ်မက်မျိုးကတင်းကိုယ်တိုင်ကဟီလီလုပ်နေပြီးတဖြည်းဖြည်းလှုပ်ချနေပြီးဆိုတဲ့လက္ခဏာမျိုးဖြစ်ပါတယ်။အဲ့လိုအိမ်မက်ထဲကတောင်းပန်မှုမျိုးကတခါတလေတင်းရဲ့နှလုံးသားကိုယ်တိုင်ကအတိတ်ကိုခွင့်လွှတ်ပေးနေတာမျိုးဖြစ်နိုင်ပါတယ်။အိမ်မက်နံပါတ်3 EH ကတင်းကိုလစ်လျူရှုတဲ့အိမ်မက်ဒီလိုအိမ်မက်မျိုးကတော်တော်ကိုစိတ်မသက်မသာဖြစ်စေနိုင်တဲ့အိမ်မက်မျိုးပေါ့နော်စိတ်ပညာအရဆိုရင်ဒါဟာညှင်းပယ်ခံရမယ်ဆိုတဲ့ကြောက်ရွံ့မှုကိုယ့်ကိုတမိုးမထားဘူးဆိုတဲ့ခံစားချက်တွေကိုပြသနေရပါတကယ်တော့ဒါ EH နဲ့တောင်မဆိုင်ပါဘူးတင်းရဲ့စိတ်ကလက်ရှိဘဝမှာတင်ခံစားနေရတဲ့အခြေအနေတစ်ခုကိုပြသနေတာပါဥပမာလစ်လျူရှုခံနေရတာတမိုးထားမခံရတာဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာဝေးကွာနေတဲ့အခြေအနေမျိုးမှာဒီလိုအိမ်မက်မျိုးကိုမှတ်တတ်ပါတယ် EH ကတော့အတိတ်ကနာကျင်မှုကိုကိုစားပြုတဲ့တင်ငေးသားများသာဖြစ်ပါတယ်အဲ့တော့ကိုနူးညံ့စွာမေးကြည့်ပါငါပဲနေရာမှာများလစ်လျူရှုခံနေရတာလေလစ်လျူရှုခံရတာလူတယောက်ရဲ့တန်ဖိုးမဆုံးဖြတ်နိုင်ပါဘူးတယောက်ကတင့်ကိုမမြင်ဘူးဆိုတာတင့်မှာအလင်းရောက်မရှိလို့မဟုတ်ပါဘူးသူတို့ကတင့်ကိုမြင်နိုင်စွမ်းမရှိတာပါအိမ်မက်နံပါတ်4တင့်ရဲ့ EH ကတင်မဟုတ်တဲ့လူအစ်စ်တယောက်နဲ့တွဲနေတယ်ဆိုတဲ့အိမ်မက်ဒီလိုအိမ်မက်မျိုးကိုလူတော်တော်များများမှတ်ပြီးရဲ့နောက်မှာစိတ်ထဲမှာမနာလို့ဖြစ်တယ်လို့စိတ်မကောင်းဖြစ်တယ်လို့ဒီလိုခံစားရတတ်တာဓမ္မတာပါပဲဒါပေမဲ့ဒီအတိတ်ပဲကအမြဲမကောင်းတာကြီးပဲတော့မဟုတ်ပါဘူးတခါတလေစိတ်မလုံခြုံမှုအစားထိုးခံရတယ်ဆိုတဲ့ကြောက်ရွံ့မှုကိုဒီအိမ်မက်တွေကတင့်ကိုပြသနေတာပါဆိုလိုတာဒီလိုအိမ်မက်မျိုးကိုမှတ်ပြီးရဲ့နောက်မှာတင်ဟာတင်တို့နှစ်ယောက်ကြား break up ဖြစ်ခဲ့တဲ့အခြေအနေကိုတဖြည်းဖြည်းနဲ့လက်ခံလာနိုင်ပြီးတော့စိတ်ပိုင်းဆိုင်ရာအရာရှစ်ဆက်နေပြီဆိုတဲ့အတိတ်ပဲကိုပြနေတာပါတင်းရဲ့အတွင်းစိတ်ကတင်းတို့နှစ်ယောက်ကြားခွဲခွာမှုရဲ့အမှန်တရားကိုကိုယ်တိုင်သိမြင်နားလည်နေပြီးတော့ဒီစိတ်ဓာတ်ကနေတင်းလွတ်မြောက်တော့မယ်ဆိုတဲ့အတိတ်ပဲပါပဲအိမ်မက်နံပါတ်5
EAS နဲ့ရန်ဖြစ်နေတဲ့အိမ်မက်တင်းရဲ့အိမ်မက်ထဲမှာတင်းနဲ့တင်းရဲ့ EAS ကစကားများနေတယ်ရန်ဖြစ်နေကြတယ်ဆိုရင်တင်းရဲ့လက်တွေ့ဘဝမှာလည်းတင်းစီမှာမဖြေရှင်းရသေးတဲ့ကိစ္စတစ်ခုကြောင့်တင်းဒေါသထွက်နေရတယ်ဒါမှမဟုတ်တင်းမှာစိတ်ဖိစီးမှုတစ်ခုခုရှိနေတယ်ဆိုတာကိုတင်းရဲ့အိမ်မက်တွေကပြသနေတာပါဒီလိုရန်ဖြစ်နေရတာဟာအတိတ်နဲ့မဆိုင်ပဲလက်ရှိဘဝနဲ့ဆက်ဆက်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်ဆိုလိုတာအခုလက်တွေ့ဘဝမှာတင့်နာလူတယောက်ယောက်ကတင့်ရဲ့ EAS တုံးကလို့ခန်းစားချက်မျိုးကိုမကြသေးခင်ကမှတင့်ကို trigger လုပ်လိုက်တာဖြစ်နိုင်ပါတယ်။တင့်ရဲ့အတွင်းစိတ်ထဲကအရင်ခန်းစားမှုတဲ့စိတ်ဒဏ်ရာတွေကအခုချိန်မှာပြန်ပေါ်လာတာမျိုးပါ။လက်တွေ့ဘဝမှာ relationship တွေ break up ဖြစ်တာအနည်းနဲ့အများနာကျင်ရတာပါပဲ။ဒါပေမဲ့အချိန်ယူပြီးတော့ကုသလို့ရပါတယ်။ကိုယ့်ကိုဘယ်အရာတွေကနာစေသလဲဆိုတော့အတိအကျသိရင်ထိန်းချုပ်ရလွယ်ပါတယ်။တင်ဟာလုံခြုံတဲ့ချစ်ချင်းအေးမြတဲ့မြတ်တာနဲ့ထိုက်တန်တဲ့သူပါအခုပြောပြပေးခဲ့တဲ့အိမ်မက်အတိတ်ပဲတွေကမြမရိုးရာအိမ်မက်ကျန်နဲ့တော့တူချင်မတူငွယ်ပေါ့နော်ဘာဖြစ်လို့ဆိုစိတ်ပညာရှုထောင့်ကနေပြောပြပေးခဲ့တာမူပါတင်ရောတင်ရဲ့ EAS ကိုတတိယနေတော့လားအိမ်မက်ထဲထိထဲမက်နေတော့လားအိမ်မက်ထဲအတိုင်းတင်ရဲ့ EAS ကိုအပြင်မှာပြန်တွေ့ရမယ်ဆိုရင်တင်ဘယ်လိုခံစားရမလဲ EAS ကိုအိမ်မက်မက်ခဲ့တဲ့အတွေ့အကြုံခံစားချက်တွေကိုကွန်မန့်မှာရင်ဖွင့်သွားခဲ့လို့ရပါတယ်မာရီကို share for you ကနေနှုတ်ဆက်လိုက်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်နော်တတာ